ကျွန်တော်ဒီနေ့ဖုန်းပေါ့နော် iPhone 14 Pro Max ရဲ့ဒီ dual camera ပေါ့ဟိုဘက်ကောဒီဘက်ကောနှစ်ခုလုံးရိုက်လို့ရတဲ့ camera ကိုဆက်ပါမယ်အဲ့ဒါဆက်မှုအတွက်ကျွန်တော် PDF file ရေးဆော့ပါမယ်ပြန်ခါရဆက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘလုံးတက်တာလေးတစ်ချက်ရှိကြပါအားပေးပါပေါ့လေနော်တော့နိုင်ပါရှုံးမလားတယ်တော့အဖြူရောင်မှာဟိုဘက်ကတော့ဟိုဝိုင်းလေးပေါ်တော့ကဲစားပါလေSantiago ဘလုံးစားရတယ်ပေါ့နော်စားရတယ်ဒီယောက်ကပြေးချောင်းတယ်ကျွန်တော်လည်းရပြီကျွန်တော်ကပြေးနေတယ်ဟိုပြေးနေတော့ထိုးပေးတယ်ကျွန်တော်ကောင်သွားပြီဒီဘက်ကိုပေးတယ်နောက်တစ်လုံးနဲ့လေနောက်တစ်လုံးကမရသေးအောင်တစ်လုံးနဲ့လုံးရလိုက်ရမှာလုံးရလိုက်ရမှာ Two good teams, great playing surface and a vibrant atmosphere. နောက်ကောင်ပြေးနေတယ်ရော့အော်ငင်းနေဆွဲလိုက်ရမှာနော်နေဆွဲရမှာကဲဘောလုံးကိုဒီဘက်ဆိုလေးထောက်ပြီးတင်လိုက်ပါပြီခင်ဗျာကျွန်တော်ကောင်တိုက်ပါခင်ဗျချီဦးနောက်ခေါက်မယ်သူနောက်ကိုလာတယ်ကျွန်တော်ကဒီဘက်ပေးမယ်အော်ရော့Well, veryပေးတယ် they want to something. ရော့အော်ရော့လေး And eventually, ဘယ်ရွေးပေါ်ဒီကဲ set the relief and that is ကဲ big. တော့ပါ What a first save that was. ဘာလဲဟာဝင်ရော Already had two on any. ဝင်ရောမလုံးမလဲရပြီကျွန်တော်ဝင်ရပြီ Oh, he's given us ဟုတ် away. ပါဘူးရော့ဒီမှာပေးလိုက်ပြီခင်ဗျာဟောရှိတယ်ဟောရှိတယ် Vinicius Junior. Okay. Now with Bellingham. ကဲသူကထိုးတော့ဆယ်တယ်နော်ပတ်ဆယ်တယ်ဒီဘက်ကိုပေးပါ A world ပြီးတယ် class ဒီဘက်ကိုပေးပါ talent. ပြီး Would ဒီ be ဘက် a ကိုပေး good ပါ description ဟုတ် for ကဲ့ပြီးတယ်ဟုတ် Vinicius ပြီ Junior. What might we seeဟုတ် from ပြီ him today? သူကျွန်တော်ဘက်ကိုတိုးလို့မရဘူး Standout player today. Whether he's running at the defense of the ball or making runs into space, he's very hard to stop. I'm sure he's going to have a big influence on this game today. ဘောလုံးရပါပါခင်ဗျာဘောလုံးရပါပါခင်ဗျာဘောလုံးရပါပါခင်ဗျာတွင်းပြီခင်ဗျာဂိုးပါတယ်ခင်ဗျာထောင်းလေးကိုဖြတ်ပြီးတော့ဝင်သွားတာပါခင်ဗျာထောက်ပါညာဘက်ထောက်ဝင်သွားတာပါခင်ဗျာဂိုးပါပြီခင်ဗျာတွင်းလိုက်ပါခင်ဗျာဒါပဲတောင်းပြီးတော့တွင်းတော့တစ်လုံးစပြီးတော့ဈေးဥဖောက်လိုက်ပါပြီသူရောင်းနေပါတယ်သူလိုလိုရောင်းနေတဲ့အချိန်မှာကျွန်တော်တွင်းလိုက်ပါတယ်ကျွန်တော်ဘက်ကပိတ်တော့သူခံနိုင်မလား Here's ကျွန်တော်ဘက်က Valverde. ပိတ်တဲ့ကြောင် In the foul, but the advantage for Real Madrid. ဟော What can they do from here? ဘာလို့မအိုး Would be the equal. ကျွန်တော်မားလားဟိုကောင်ခြေတော့နဲ့ Win the game. ဟိုကောင်ခြေတော့နဲ့မားပြီးတော့ထိသွားတာကျွန်တော်ညံ့တာပါကျွန်တော်ညံ့နေတော့အဲ့တော့ကျွန်တော်ညံ့တာ Bruno Mendes here. Okay. ဟောဒီမှာလေးဒီဘက်မှာလေးဘယ်လိုပေးတာအဲ့ကြောက်ပေးတာလေဆိုကြီးကအဲ့ကြောက်ပေးတာလေဖာလေဟာ The death penalty cross. Real Madrid sloppy in possession. အခါကျရင်ပေးတာတယောက်ရပါတယောက်ဟောရှုပ်နေပြီးမှပဲ Mbappe. ရပါတယောက် Brahim. Bellingham. ခိုးပါတယ်ခင်ဗျာလေငါခောက်ကနဲ့ဆွဲတော့ဝင်သွားပါတယ်ခင်ဗျာလို့ပဲနည်းနည်းလေးခွက်လေးနဲ့ပြတာနော်ခွက်လေးနဲ့ပြတော့ပြန်တော့ကြည့်ဦးဘက်က 2-1 was the scoreline. That's got to happen next. သူဘာလုံးမ And teammates around ဘာ him. လုံးပါလဲဘာလုံးပါ But quick thinking defensively. နေနိုင်များရသူဘာလုံးလုံးအောင်ဖြစ်သွားရင် Mbappe. နောက်တစ်လုံးမဝင်ချင်ဘူးအမ yes နောက်တစ်လုံးခတ်လို့နေနေကွာအဲ့လိုလေဟောလို့ပဲတွင်းလိုက်တော့ပဲနော်နေငါနဲ့ဟာနေလာပြီ
နောက်ဘက်ကပိတ်တာရန်ကောင်းပါလေဘာလို့လဲမသိဖြစ်ပါလေဘုရားပြေးတိုးမယ်ချစ်တိုးမယ် And the defenders now leading to get times out. တိုးလို့ဒီဘက်ပြေးမယ်ဒီဘက်ပြေးမယ်နောက်ပြန်ခေါက်မယ်နောက်ပြန်ခေါက်ကဲညီပါပြီ Will to win the ball. ကိုကောင်ပိုင်လောက်ရောနောက်ကလည်းချတယ်ဟာ So throw in for Real နောက်က Madrid. လည်းချတယ်နောက်တစ်ယောက်ကင်းမယ် Carvajal. 1 2ရိုက်လိုက်ပြီရော1 2ရိုက်လိုက်ပြီရော1 Rodriguez. 2ရိုက်လိုက်ပြီဘယ်ဒီပေးလိုက်တာတော့ sorry ပါကျွန်တော်မားတာပါခလုံးလိုက်တာ And it crossed the byline. A goal kick as a result. မဟုတ်ဘူးလေထိုးများပါဘာလို့မှကြည့်လေသူဘာလို့မှကြည့်မယ်လေကျွန်မကြီးလွတ်သွားပြီသူလွတ်သွားပြီ Mbappe. လွတ်သွားပြီ Opportunity. ကျွန်တော်ပါလေဗျာသူကကျွန်တော်ပါလေဗျာသူကကျွန်တော်ပါလေဗျာသူကကျွန်တော်ပါလေကဲကျွန်တော်အလဲကိုပေးမယ်ပြီးဒီဘက်ထောင်းတယောက်ပြန်ပေးမယ် Valverde. ဒီဘက်1 2ရိုက်လိုက်တယ်1 2ရိုက်ပြောပြေးပြီရောမမြောက်ဘူးမမြောက်ဘောချူပြေးတာ Real doing well to win it ချူ back. ပြေးတာများလာပြီ Mbappe. Really ချိုး fine ပိတ် piece ထား of တယ် defending play ဘယ် to လို break လဲ this ချိုး up. သိနေတာโอเคတော့ဟုတ်ပြီရတယ်ကိုဒီဘက် Well, doesn't have to do it on its own. ရောအမရောဘယ်လိုလဲခေါင်းနဲ့တိုင်တော့ဝင်နေလေကွာတွေ့တယ်မလားကျွန်တော်မလို့မသိဘူး There's Sancho and there's one to ခေါင်းနဲ့တိုင်တော့ဝင်တော့အိုး Free kick, yeah. Free kick, What does the referee think of it? free kick ပါဝင်သလားဆိုတော့ဝင်ပါတယ် Mbappe free kick ဝင်ပါတယ်ခင်ဗျာဝင်နည်းနည်းလေး Cleared it away. နည်းနည်းလေးအဲ့လုံးနဲ့ဝင်ရမယ်လုံးကြီး Bellingham. ဟော Here's Valverde. A really single-minded piece of defending to make sure nothing untoward happened. ဟောနည်းနည်းညောင်းရတယ်ဘူကူလေးနဲ့ညောင်းတယ် Rudiger. Mendy has it. ဟောစလိုက်ထိုးတယ်ဟော A very effective challenge put in. And just 1 minute of time added on for stoppages. စလိုက်ထိုးနော်ဒီကောင်လေး And their attack carried from it. Cool layout, right, Petered out. ဟိုပြီးပြီတင်တယ်ပထမပိုင်းပြီးသွားပြီ Now the best time 3 was နဲ့ in the history 3နဲ့ of ဥဆောင် here ပါတယ် at the Bernabeu. ပထမပိုင်းပြီးကနေ့လေးမှာနည်းနည်းလေးအားလျော့ပါတယ်ပေါ့နော်ဒါတော့သိရင်ဘုံဖြစ်သွားပါတယ်ကဲဒုတိယပိုင်းမှာ3-1နဲ့ကျွန်တော်တို့ဥဆောင်နေပါတယ်ပေါ့နော်3-1နဲ့ကဲစားပါပြီစတာပွင့်ထွက်တဲ့လုံးသွင်းလိုက်မှလည်းပွင့်ထွက်တဲ့လုံးသွင်းလိုက်မှလည်းချဘုံစလိုက်ရခိုးတယ်ဘုံစလိုက်ရခိုးတယ်ဘုံစလိုက်ရခိုးတယ် Takes the shot. ဒီကကြည့်ပါလေသူတို့အနာကိုတိုးလို့မရဖြစ်သွားတယ်ကျွန်တော်ရဲ့ဘက်ကတစ်ခေါက်ထွက်သွားတယ်ဘက်ကတစ်ခေါက်ထွက်သွားတယ်ဘယ်လိုထွက်သွားလဲ Take a shot. ဘက်ကကိုယ်ဆိုတာတစ်ခေါက်ထွက်သွားခုနစလိုက်ထိုးလိုက်လို့ Find the net. ခုနစလိုက်ထိုးလိုက်လို့ Defending. ဟဲ့ free kick ရတယ်လေ free kick ရတယ်ဆိုတော့တယောက်ထွက်သွားတယ်ဘက်ကတယောက်ထွက်သွားပါတယ်ကဲ Bellingham. Now, who can he play it to? Oh, beating his opponent with ease. Comes to cut in from the wide areas. Trying to stop. လုံးလေးကလာရတယ်မဝင် Now, counter-attacking possibilities. ကောင်းတယ်ဒါဒီဘေးပြီးတော့သွင်းတော့ပါတယ်ဒီဘေးပြီးသွင်းတော့ပါတယ်ခင်ဗျာ On they go again. And I wonder, can Real push for a leveler here? မဝင်ကွာအဲ့တော့ဒီနေ့ရမလားလို့ရလိုက် Mendy. Vinicius. ရောက်လေခေါင်းမရခေါင်းမရ Ball one. ခေါင်းမရ
Carvajal. It's with Diaz. Valverde. လူချရဲ Firpo for a Real Madrid advantage. ဟိုကလူရမ်းချ That's a super piece of တော်ပါကျွန် defending. တော်မောရတာပါအကွက်နည်းနည်းရရတော့ပါ Valverde. အကွက်နည်းနည်းရတော့ပါရဲ့ It's with Vinicius Junior. Vital intervention. ကျွန်တော်လည်းပါ Now breaking at pace. Potential danger. Rodrigo. မရပါဘူးကျွန်တော်အဲ့တော့အတွင်းနေတာများနေမရပါဘူးခင်ဗျာမရပါဘူးခင်ဗျာအဲ့တော့အတွင်းတော့များနေပါပြီကဲ Brahim. Mbappe. အော်အပပီကျွန်တော် sorry ပါကျွန်တော်ဒီရဲ့ကလပ်မနေရ Good defending. ကိုလည်းနဲ့အာယုဆိုင်ကြီးရတယ်စကားတော့ပြင်မပြောနိုင်ဘူး Busting it well. တော့ကနည်းနည်းလေးဖိလာတယ်နည်းနည်းလေးဒီကောင်ဘက်ကဟိုရဖို့ရေကိုကြိုးစားနေအောင်မြင်ရတယ်ပေါ့နော်ဟိုရဖို့ရေကိုကြိုးစားနေအောင်မြင်ရတယ်အော် Successfully cut that. ဟိုရဖို့ကြိုးစားနေအောင်ပြရမယ်ခင်ဗျာဆက်လိုက်တော့ဒါအထူးပါခင်ဗျာဒါပဲလား Preston on the back. ဆက်လိုက်တော့ဒါအထူးပါ Valverde. ဆက်လိုက်တော့ဒါအထူးပါခင်ဗျာကျွန်တော်လည်းအဲ့နားမှာကိုလဲနေအောင်ကဲဒီဘက်ကအဲ့ဘက်ကဖောက်နေအောင်ဆိုတာဒီဘက်ကဖောက်ပါမယ်အခုတော့ဒီဘက်တော့ဒီဘက်ကဖောက်ပါမယ်ခင်ဗျာဒီဘက်ကဖောက်ပါမယ်ခင်ဗျာ Possession one. Keen to get through. ရှောက်မရဘူးဝင်ရမှာခုနေနေညံ့နေတယ်ခုနေနေညံ့နေတယ်အဲ့ဘက်ကမဖောက်တော့ဘူးအဲ့ဘက်ကမဖောက်ပါဘူးခင်ဗျာအဲ့ဘက်ကဖောက်ပြရပါခင်ဗျာ Attacking possibilities for Real. And it's broken through. ဘိုးပါလေအာမဘိုးပါဘူးခင်ဗျာမဘိုးပါဘူးဒီကောင်လေးလူညမ်းချနေတယ် To play and a chance for the veteran to go back retrospectively and the yellow card. ကဲခေါနာလေးတိုက်တယ်ခင်ဗျာခေါနာလေးတိုက်တယ်ခင်ဗျာ Can he deliver it with accuracy? အော် Well, does away properly. မရပါဘူးခင်ဗျာ And the attack fizzling out. ဟောဒီကတလုံးမလဲရမှာဒီကောင်ကကိုတလုံးမလဲရမှာ Oh, Victor! ကိုတလုံးမ Under လဲ pressure. That was a fine play. ဘာလို့လို့မသိဖြစ်သွားတယ်သူကျွန်တော်လည်းညံ့နေပါပြီကျွန်တော်လည်းလက်ရည်လေးနဲ့ကြာနေပြီ And teammates around it. ကိုလည်းလက်ရည်နဲ့ကြာနေပြီဘာလို့နေကြလဲဒီနားမှာလည်းโอเคဟိုဘေးဒီဘေးနဲ့ဘာလို့လဲကိုလည်းလည်းလဲ 10 minutes in this one. ကဲကဲ Real Yeah, Madrid they're not- attacking. Oh, well, we will. Have to give it a အဲ့ဘက်က go. မဖောက်တော့ခင်ဗျာကျွန်တော်ဒီဘက်ကဖောက်ပါမယ်ဖောက်လိုက်ရညာပါပြီဟိုဘက်ကမတိုးလို့ပါဘူးဒီဘက်ကတိုးပါမယ်ဒီဘက်ကတိုးပါမယ်ခင်ဗျာဒီဘက်ကတိုးပါမယ် They play it in. ယောအော်နဲလေးဝင်အောင်ကျွန်တော်ညံ့တယ်ကျွန်တော်ညံ့တာကဲ Trying to develop Yo. it accurately. That's away completely. ယော Hooked it brilliantly. ဘာလို့ကဲလာလဲ You have to see the fear on the goalkeeper's mind. That's ဘလို့ကဲလာလဲကဲဘလို့ကဲလာလဲ And just 5 minutes remaining. And the challenge halts them in their tracks. ဟော Space for Real out wide. Vinicius Junior. Mbappe with it. Oh, what ကဲရပါရမကြုံပါဘူးခင်ဗျာရပါခင်ဗျာမကြုံပါဘူးခင်ဗျာအာအမလေးအဲ့လိုကြီးတဲ့ကြီးပိုင်းနေဒီပေါ့ဟုတ်လားပိုင်းနေတော့ဒီကောင်လေးလူရမ်းချနေတဲ့ကြီးတို့ကစလိုက်ကြီးထိုးချလိုက်ကြမှာသူတဲ့ချက်ဘာကလူရမ်းချအဲ့လေ the finish it. Take it, Gavin. Contest. တဲ့ပဲဟာ It's like you need to go.
တော့မပေါ့ကိုတဲ့ကတော့ဆောင်းဝေး 1 minute. ဟောရော့ပြီးသွားပါပြီခင်ဗျာ It's the end of the day. It goes into the book. Yeah, Again, people, Ray on the dress. What did you think of the overall performance? ဖုန်းလေးစမ်းတော့ပါဖုန်းတိုင်းနဲ့အပြင်းပြေဘလုံးကန်လိုက်တာပါเนาะကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဂိတ်တွေတက်ပြီးတော့စောင့်နေခြင်းနဲ့ဆိုရင် comment မှာပြောပေးပါထပ်ပြီးစောင့်ပြပါမယ်တဒါ